Hello မင်္ဂလာပါဒါကတော့ဒီဖရဲသီးပုံလေးဆွဲတာကို part 2ပါ part 2လေးကိုကြည့်ပေးကြပါရုံးစုံလောက်လဲဝတ်ပါမယ်ဒီလိုပါဘာပေါ်မှာပြောခဲ့သလိုပဲကျွန်တော်ဗီဒီယိုလေးဖွင့်ပါမယ်ပုံတွေကိုဘယ်လိုပဲကျွန်တော်တို့စာအုပ်ကိုစာရွက်တွေကိုလှည့်စီအောင်လုပ်လို့ပဲねကျွန်တော်တို့လက်ခံနေတာအမျိုးမျိုးမှာကျွန်တော်လက်တွေဝိုက်ပြီးတော့သုံးမယ်ကျွန်တော်စောင်းမယ်တဲ့မယ်ဒါမျိုးတွေပေါ့နော်ဖြည့်နေပြန်ပြီးဖြည့်တဲ့ကောင်စင်ပေါ့နော်ဒီအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဖဲကြည့်စာရေးမယ် Okay စာဆွဲပါမယ် ဒီစီရတော့ရမယ်ဆိုတာကိုရှင်းပြပေးတော့ဖြစ်ပါတယ်သူတို့ရဲ့သဝင်ပုံကိုလည်းပြောပြပေးတော့ဖြစ်လို့ဆုံးပြီးကြည့်ပေးကြပါခင်ဗျာပြောကြည့်ရေးမယ်ဆိုရင်ပထမဆုံးလိုအပ်လာတော့စာဖြစ်ပါတယ်စာမျိုးစာတော့အများကြီးရှိပါတယ်နော် Scrapbook တို့ drawing book တို့ဆိုပြီးတော့စာစီပါတယ် Scrapbook ကဒါလေးကတော့ကျွန်တော် color pencil ဆိုရင်တော့ကျွန်တော်လေယာဉ်နဲ့ထည့်ရပါတော့ drawing book ကိုတောင်းဖို့ကြံပြချင်ပါတယ် Scrapbook နဲ့ drawing book နဲ့ကဘာကွာလဲဆိုရင် Scrapbook ကစာရွက်သားကျန်ပါတယ် drawing book ကတော့စာရွက်သားချော်ရည်တွေမှာပါပါတယ်စာအုပ်အဝယ်ဆိုရင် GSM ဆိုပြီးတော့စာအုပ်ပုံမှာရေးထားရှိပါတယ်အဲ့ဒါကြည့်ပြီးတော့လိုချင်တဲ့ GSM ကိုစာဝယ်ပါနော်ဒါကတော့ Color Strong ကထုတ်တဲ့ drawing block ပါ KBG စာပေရှင်တွေကဒီစာအုပ်ကိုတုံးနေတာပါတော်တော်ကောင်းနေတယ်ဒီမှာစတာတို့ဒီ Spider-Man ဆိုတာတော်တော်လေးသုံးလို့ကောင်းနေကြစာရုပ်ဆိုရော Color Strong ကရေးတယ်တော့အောင်လောက်ထည့်ထားတယ်ဒီစာအုပ်ကတောင်းလိုက်တာခဏကြာတော့ပြရလိုက်နော်ဘယ်တော့ကတော့စထားလောက်ပြရတယ်ဒီလိုအောင်းကြနေတော့ဒီကစာရုပ်တရရကမှအထူးကြီးပဲတောင်းနေရိုင်းခရီးလာမှစာရုပ်ပေါက်သွားတယ်ဖြစ်တယ်။ဟောစာလေးချင်းမဲ့တူဒီ Color Strong ဒါပြီးရင်တော့ကျွန်တော်ဝတ်ချာကိုလေးနဲ့ဖြူနေရရေးလုပ်ပါမယ်ဆာရွက်အနေနဲ့ပဲဖြုတ်ပြီးတော့သုံးရပါတယ်။ဒါကတော့ horizon ကထုတ်တဲ့ scrapbook ကလူပုံစာရေးတုန်းကဒီ scrapbook နဲ့ရေးခဲ့တာပေါ့နော်။ scrapbook ဆိုတဲ့အတိုင်းအကျန်းခံပါတယ်။ဒီက200 GSM ပါ200 GSM ကစာရွက်သားကျန်းပါတယ်။ပုံချမ်းချစ်ဖို့အတွက်စင်ပြေပါတယ်။ဒီပုံစိုက်ပါနော်။တခြားစာရွက်လိုချင်ရင်လည်းဆိုင်မှာမေးလို့ရပါတယ်။စာရွက်ပါလေးတွေလည်းပို့ပါပါတယ်။တရွက်တော့မဟုတ်ဘူးပေါ့နော်။ပုံတော့ရင်းရပါလို့ဂျီရဲ့ပုံတွေမကြည့်ကြအောင်လို့ပို့ထည့်ပေးထားတဲ့ပုံတွေဖြစ်မယ်။စာရွက်သားအောက်ကဒီနားမှာကျန်နေတဲ့ဟာလေးတွေကိုကျွန်တော်ဒီဖြည့်မဲ့အစိမ်းအောင်လေးတွေကိုရှာပြီးတော့ကျွန်တော်ထပ်ပါမယ်before ဆိုင်ပါနော်သူက200 GSM ဆိုပေမဲ့ scrapbook လိုမျိုးစာရွက်တမ်းကျန်ပါဘူးချိုးရတဲ့မှာလည်းမပါပါဘူးတော့ပြန်လာပါပဲ size ဆုံးမှာလို့ရပါတယ်ဒီစီတက်လေးရှိပါတယ်နော်ဒါကတော့ခဲနဲ့ color message အတွက်သုံးလို့အဆင်ပြေပါတယ်နောက်ထပ်ဆိုလို့ကတော့ခဲနဲ့ပြပါတယ်ခဲနဲ့မှာဆိုရင်ဒီလို color စိတ်တွေအများကြီးရှိပါတယ်အဲဒီကမှာကျွန်တော်တို့စိတ်ကတော့ခဲဒီလိုတုံးရရဲ့လက်စွဲတော့ step ပါဒီနားနည်းနည်းလေးဖွာနေတဲ့ဟာလေးတွေကျွန်တော်ဒီလက်အိတ်ကြောင်လည်းပါတယ်ပေါ့နော်ဒီနားလေးမှာမဲနေတယ်အဲ့လေးကို electric eraser လေးနဲ့ဖြတ်ပါမယ်ရှိတာပြန်လာတယ်ခဲသားကျိုးဝဲလာလို့ဖြစ်ပါဘူးခဲတဲ့ချောင်းကိုအကြာကြီးသုံးရပါတယ်ဒါကတော့နိုင်ပြီပေါ့နော်အကက်ထဲမှာတော့နိုင်ပြီမပါဘူးသုံးလက်ချင်တော့တော့ဝင်ထားတာပါတွဲပြီးကြီးထွက်နေတာကိုစိုင်းနာလေးတွေရနေတာဒီဒါကတော့ခဲတဲ့စစ်ပါခဲတဲ့တူသွားတဲ့အခါမှာဟိုရထားတာကိုဒါလေးကိုဝင်ထားတင်ပါတယ်အခုမှ9000လောက်ပေးရပါတယ်အဲ့လိုဆိုမျိုးတခြားပုံစံမျိုးလေးရွေးဝယ်လို့ရပါတယ်အဲ့လိုမျိုးကတော့အရင်ကပန်းဆက်ဖြစ်ပါတယ်သူကစပင်းရေးတဲ့နေရာမှာတောင်းရင်ပုံစံပြပါတယ်ခဲသားလေးနဲ့တည်းတခြားကိုဝယ်တော့ကတော့9500ပါအခုတော့တောင်းချုပ်ပြီးတယ်ဒီတက်ကောင်းတဲ့ magnetic vessel တွေရှိပါတယ်နော်ချောင်းကိုဒီချောင်းကတောင်း6တောင်းမကအောင်နော်တသိန်းတည်းလောက်ထိလည်းဒီဝယ်ရပါတယ်ပကြီးပစ္စည်းဆိုင်မှာဝယ်ရပါနော်ဒါကတော့သူ့ဆန်ပါဒါလည်း900လောက်ပြရမယ်ကျင်ဒါကတော့ဒီမှာရထုတ်တဲ့ခဲချက်ဖြစ်ပါတယ်ခဲချက်ဆိုထားချက်ခွေပဲတော့ရတာမဟုတ်ပါဘူးစပင်းတို့မျက်လုံးတို့ဒီဟောင်းနေရမှာတော့ရတာပါခဲချက်ဖြစ်တဲ့အတွက်ကြောင့်လူလူပေါက်တယ်ပြီးဒါလေးရကျတော့ဒီအရောင်နဲ့နည်းနည်းနုမယ်ပေါ့နော်ပြောစရာမလိုကြာရင်မှဒါတော့မျိုးလည်းမဖြစ်ဘူးဘယ်လို
ချုပ်ပြီးတော့အလင်းဖောက်ရတာပါတို့ပြီးရုံနဲ့ရပါပြီခဲပဲပြောမရှိဘူးဘယ်ကခက်နေလဲဆိုရင်ဒီလိုခက်ခဲရှင်းနေရပါတယ်အလင်းဖောက်မယ်ဆိုရင်ခဲချက်ကိုဒါနဲ့ပလာလေးပြီးတော့တော့မှအဲ့လိုမျိုးကတော့ဘလန်နာဖြစ်ပါတယ်ဘလန်နာဆိုတာကလေဒီနေရာမှာတော့ရတယ်လေဆိုရင် ဘလန်နာလေးနဲ့နည်းနည်းလေးဖြည့်ကောင်းမလို့စဉ်းစားတယ်မဖြတ်တော့ပါဘူးဒီအနီရောင်လေးနဲ့ဒီညာလေးတို့ပဲဖြည့်တယ် ကောင်စားကြီးတော့လည်းမဟုတ်ပါဘူးဒီတိုင်းပလန်မို့ပဲဝယ်ထားတာဆိုတော့အားလုံးပေါင်းမှာ9000ဒီပါပဲပေးရတယ်ကောင်စားသုံးချင်းနဲ့ဆိုရင်တော့ဒီပစ္စည်းဆိုင်မှာတောင်းချုပ်ပေးရတယ်ဘလက်တွေပဲတော့ပါသူ့တော့ဒီလိုတုံးနေပလန်နဲ့ခါမှာပလန်နာအနေနဲ့သုံးပေးရတာဖြစ်ပါတယ် area ကြီးတဲ့နေရာတွေကို bread ကြီးတာလေးနဲ့ပလန်ပေးပါနော်ဒါကတော့ ကြရင်ဒီကျွန်တော်ရဲ့ Stella Mechanical Part ဆိုရင်းနဲ့ဒီနေ့ရောင်နေရာလေးလောက်ချင်တာနော် ပလန်နာတွေဝယ်ရခဲ့တယ်ဆိုရင်ပလန်တဲ့နေရာမှာအနာကျကွန်တက်လေးကိုသုံးပေးပါနော် area ကြီးတဲ့နေရာတွေပလန်မဲ့ဆိုရင်တော့ tissue ကိုသုံးပေးပါ tissue ကလည်းအရင်သုံးဝင်တဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်နော်နောက်ထပ်တစ်မျိုးကတော့ mono 0 A စာပဲဖြစ်ပါတယ်သူကခိတ်တဲ့တစ်မျိုးပါပဲလင်းဖောက်တဲ့နေရာမှာသုံးပါတယ်လင်းဖောက်ရလွယ်ကူအောင်ဝယ်ထားတင်ပါတယ် ကျွန်တော်ရဲ့ဒီ ကောင်းလာတာပါ art drawing stationery အကုန်လုံးကကျွန်တော်ဒီရန်ကုန်မြို့ကကကာကြီးဆိုတဲ့ဒီ art supply ဆိုင်မှာပဲကျွန်တော်ဝယ်ခဲ့တာဖြစ်ပါတယ် နှစ်ချောင်းလေးပါလာတောက်ချုပ်ပေးရတယ်နောက်တစ်မျိုးကဟာတာလာခြေတံမှာသူလည်းအလင်းဖောက်တဲ့နေရာမှာသုံးရတာပါစီရတော့တာဝန်ကျင်လောက်ရှိပါတယ်ဒီလို realistic ဆန်တဲ့ပုံတွေရေးရင်ဒီဟာတာပန်ကမရှိမဖြစ်ပါပဲရန်တော့ဝင်ပါတယ် color pencil မှာလည်းသုံးပေးလို့ရပါတယ်နော်သူက size ဆိုစီရင်တော့လိုချင်တဲ့ size ကိုပြောပြီးမှဝယ်ပါဒါကတော့ဆန်းပြပါပါခဲရန်သုံးတာလို့ဘလန်နာမေးတာလို့ဆိုရင်ဒီဆန်းပြပါနဲ့ပြန်သွေးပေးရပါတယ် ကျွန်တော်အဲ့ sand paper တော့မဝယ်ခဲ့အောင်ရကိုမတရီရတယ် ပုံရည်တဲ့အခါဆရွက်တာနဲ့ကုလနဲ့ဒိုင်ယန်ထိကိုရည်ကြည့်ပါတယ်။ဒါကြောင့်လက်အိတ်ကိုသုံးပေးရတာဖြစ်ပါတယ်။ဆရွက်တာနဲ့လက်နဲ့ထိတဲ့အခါမှာခဲနဲ့သုံးပြန်ထည့်ရတာမလို့ဘူးတော့ပါဘူး။လက်ရဲ့ဝေးချပါ။ဒါကြောင့်လက်အိတ်ကိုဟောက်ွယ်အနေနဲ့သုံးပေးရတာပါ။လက်အိတ်မသုံးချင်ရင်တော့တစ်ရှူးကိုခံပြီးတော့ပုံရည်ပေးပါနော်။အဓိကဆရွက်တာနဲ့လက်နဲ့ဒိုင်ယန်ထိရပါပြီ။ဒါဆိုဒီကူကတော့ခဲထိတဲ့စပရေးဖြစ်ပါတယ်။သူ့ကိုဘယ်နေရာမှာသုံးတာလဲဆို ကျွန်တော်ကလည်းမဝယ်ခဲ့အောင်ရတွေ့တော့တွေ့တယ်အဲ့ပဲကျွန်တော်မမေးဘဲနဲ့မဝယ်ခဲ့တာပြပြမယ် ပေးလိုက်ခြင်းကြောင့်ကိုယ့်ရဲ့ပစီကားကနှစ်တွေကြာရင် တော့ရောင်းမှလည်းမဟုတ်သေးဘူးရောင်းလို့ရောင်းမယ်လို့ဆိုတာရတယ်ဒါပေမဲ့ကျွန်တော်လက်ရတိတ်မကောင်းသေးရလေ ကြာရင်လည်းသုံးဖက်ပါတယ်ခဲဝချီရောခြားကူရောကာလာပန်းစေရောပါသုံးလို့ရပါတယ်အခုဆိုရင်ခဲဝချီစားရင်လည်းပြည်နိုင်ရတဲ့လိုအပ်တဲ့ပစ္စည်းတွေရဲ့သုံးဝင်ပုံကိုပြောပြပြပါပြီနော်နောက်ထပ်ခဲဝချီစီခံကနေလူပုံတူတီပညာတနာအနေနဲ့ဗီဒီယိုတွေညှဝေပေးအောင်ပါမို့လို့ဆက်လက်လုပ်ပြီးခဲ့ကြပါဦးခင်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် ဒါလေးကတော့ကျွန်တော်ဖျဲသည့်ပုံလေးကို color pencil နဲ့ဆွဲထားတဲ့ပုံလေးပါရဒီပုံလေးကိုကျန်နေကြရင်ဒီဗီဒီယိုတွေကိုကျန်နေကြရင်ကျွန်တော်ရဲ့အပိုင်ရှင်လေးဆိုရဲအပိုင်ရှင်လေးဆိုရဲဒီ YouTube channel လေးကို subscribe လုပ်ပေးခဲ့ကြပါဗျ CG ကခေတ္တပြောတယ်သူက ACV နဲ့ဆက်ကျက်တာပါနံပါတ်ကြီးလေးအရာရင်းလေးပဲဒီကနေစပြီး ဒါကတော့ final result လေးပါ 4B 5B အစားရှိဖြစ်နံပါတ်ကြီးသွားတဲ့အများအရာရင်းသွားပါတယ် ကျေးဇူးပါ တိတ်